မင်္ဂလာပါရှင်ဒါကထမြန်မာဘာသာစီစဉ်အပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့ဒါကထမြန်မာဘာသာစီစဉ်အတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ပေါ်ချင်းပြည်နယ်နိုင်ငံရေးပါတီတာဝန်ရှိသူအချို့ရဲ့အမြင်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ပေါ်ချင်းပြည်နယ်ရှိနိုင်ငံရေးပါတီ3ခုကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အမြင်တွေကိုဟာကထသတင်းဌာနကိုဖေဖော်ဝါရီလ2ရက်နေ့မှာယခုလိုပြောဆိုခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီး CNLD ပါတီဥက္ကဋ္ဌဘူးနော်ထန်ကပ်ကကျွန်တော်မြန်မာတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကနေရွေးကောက်ပွဲကျင်းပတဲ့အခါစစ်တပ်အနေနဲ့အာဏာသိမ်းလိုက်ပါဆိုတဲ့အနေအထားနဲ့လုပ်ငန်းဆောင်ရွက်ကြတယ်။တမျိုးပြောရရင်ဒီခုလိုအာဏာသိမ်းတာ UEC ကလမ်းပြင်ပေးသလိုဖြစ်နေတယ်။ UEC ထံသို့စစ်တပ်ကဖြစ်စေ USDP ပါတီနဲ့အခြားနိုင်ငံရေးပါတီတွေကနေတိုင်တန်းစာအကြိမ်ကြိမ်ပေးပို့ထားပါတယ်။ချုံပြီးပြောရရင် UEC ကမှားတာပါလို့အဟကထမှုပြောပြခဲ့ပါတယ်1962ခုနှစ်မှာဦးနေဝင်းကအာဏာသိမ်းခဲ့တဲ့အကျိုးဆက်ရရှိနေသေးတယ်လို့ပြောလို့ရတယ်။တစ်ဖက်မှာ2008အခြေခံဖွဲ့စည်းပုံဥပဒေကစစ်တပ်ကအချိန်မရွေးအာဏာသိမ်းပြီးတိုင်းပြည်ကိုအုပ်ချုပ်လို့ရတယ်။စစ်တပ်ကတစ်နှစ်အုပ်ချုပ်ပြီးရွေးကောက်ပွဲကျင်းပပေးမယ်လို့ဆိုထားပေမဲ့ဒါကမသိချဘူးလို့ ZCD ပါတီအတွင်းရေးမှူးဦးဂျင်ကမ်ယန်ကဟကထမှုပြောပြခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးချင်းပြည်နယ် USDP ပါတီဥက္ကဋ္ဌဒေါက်တာမှုထန်ကလည်းအခုလိုအာဏာသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်မသိခဲ့ဘူးအချို့က USDP နဲ့စစ်တပ်တစ်ထပ်တည်းဖြစ်တယ်လို့မြင်ကြတယ်မကောင်းတဲ့လုပ်ရဟုသမျှကျွန်တော်တို့ပါတီကိုပြစ်ပုံကြတယ် USDP ပါတီနဲ့စစ်တပ်ကဘာမှဆက်နွယ်မှုမရှိသလိုအခုအာဏာသိမ်းတဲ့ကိစ္စကိုလည်းလုံးဝမသိဘူးလို့ဟာကထားမှုထပ်လောင်းပြောပြခဲ့ပါတယ်ပြည်သူလူထုများအတိတရားမရှိသေးတဲ့၍စစ်တပ်အုပ်ချုပ်ရေးအောက်မှာရှိနေမှာဖြစ်ကြောင်းColonel Solomon Tangling ကဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။စစ်တပ်က February 10 ရက်နေ့၌အာဏာသိမ်းယူသည့်အပေါ်ပြည်သူလူထုတရက်လုံးအသည့်အမြင်မကျေသေး၍အသည့်တရားမရှိသေးသည့်၍အခြေခံဥပဒေအတွင်းဖော်ပြထားသည့်အတိုင်းစစ်အုပ်ချုပ်ရေးစနစ်အောက်မှာဆက်လက်တည်ရှိနေမှာဖြစ်ကြောင်းချင်းမျိုးသားတပ်ဦးမှ Colonel Solomon ကဆိုလိုက်ပါတယ်။အခြေခံဥပဒေရေးဆွဲကလေးကအာဏာသိမ်းဖို့ပြဋ္ဌာန်းထားတာဖြစ်တယ်။နိုင်ငံတော်အာဏာကိုဆက်လက်ထိန်းသိမ်းဖို့လူလားကြတာဖြစ်တယ်။တကယ်ဆိုရင်စစ်အုပ်ချုပ်ရေးစနစ်ကိုဘယ်သူမှလူလားတာမဟုတ်ဘူး။ပြည်သူတွေကအတိအမြင်မရှိသေးတော့အတိတရားမရှိသေးတော့စစ်အုပ်ချုပ်ရေးစနစ်အောက်မှာဆက်လက်ရှိနေဦးမှာဖြစ်တယ်လို့ Colonel Solomon Tangling ကဟကထမှုပြောပြခဲ့ပါတယ်။ယခုကဲ့သို့စစ်တပ်ကအာဏာသိမ်းယူသည့်ပေါ်ချင်းမျိုးသားတပ်ဦး CNF ကမကြာမီသဘောထားထုတ်ပြန်ချက်ထုတ်ပြန်ပြီးဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဟာကမျိုးစစ်တပ်စခန်း၌လွှတ်တော်ဥက္ကဋ္ဌဒုဥက္ကဋ္ဌနဲ့ဝန်ကြီးနှစ်ပါးထိန်းသိမ်းထားပြီးဖေဖော်ဝါရီလ4ရက်နေ့တွင်ဝန်ကြီးအိမ်ယာမှထွက်ခွာကြရန်ညွှန်ကြားတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ဟာကမျိုးရုံးတောင်စစ်တပ်စခန်းတွင်လွှတ်တော်ဥက္ကဋ္ဌဦးစုံဘိုးဒုဥက္ကဋ္ဌဦးတစ်ထန်လူဝင်မှုကြီးကြပ်ရေးနဲ့လူစွမ်းအားရင်းမြစ်ဝန်ကြီးဌာနဦးဖေအားစီပင်နဲ့ရက်စစ်ဝန်ကြီးဦးစိုးထက်တို့အားထိန်းသိမ်းထားဆဲဖြစ်ပြီးကြံသည့်ဝန်ကြီးများကိုဝန်ကြီးအိမ်ယာမှဖေဖော်ဝါရီလ4ရက်နေ့ထွက်ခွာကြရန်ညွှန်ကြားထားကြောင်းသိရှိရပါတယ်ရှင်။ချင်းပြည်နယ်ဝန်ကြီးချုပ်စနိုင်းရန်ရီကိုမူဖေဖော်ဝါရီလ2ရက်နေ့တွင်စစ်တပ်စခန်းမှပြန်လွတ်လာပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဤကိစ္စနဲ့ပတ်သက်ပြီးဝန်ကြီးဦးဆွေချောကကျွန်တော်ရဲ့ဝန်ကြီးဦးပေါလွန်မင်းထံဝန်ကြီးဦးဝီကောနဲ့ဝန်ကြီးဦးမဟန်တယ်တို့ကိုပြန်လွတ်တဲ့စခန်းမှနေတော့ကအစားအသောက်ဆင်ပြေပါတယ်။ဝန်ကြီး၄ပါးပြန်လွတ်တဲ့ဝန်ကြီးဦးဖွေးအာကတော့ထိမ့်သိမ်းထားစေဖြစ်နေတယ်နဲ့လွတ်လာတဲ့သတင်းမကြားသေးဘူးစစ်တပ်ဘက်ကပြောတာဖေဖော်ဝါရီ4ရက်နေ့မှာဝန်ကြီးအိမ်ယာကနေထွက်သွားကြဖို့ညွှန်ကြားတယ်ခရီးမထွန်းနဲ့မိသားစုနဲ့အတူနေထိုင်ဖို့ပြောတယ်လို့ဟာကထားမှုပြောပြခဲ့ပါတယ်စစ်တပ်ကဖေဖော်ဝါရီ1ရက်နေ့မှာအာဏာသိမ်းခြင်းဖြစ်တဲ့တနည်းပြပြီးနောက်အချိန်တွင်ရွေးကောက်ပွဲပြန်ကျင်းပမည်ဖြစ်ကြောင်းအနိုင်ရပါတီထံအာဏာလွှဲပေးမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ရှင်ကျွန်မအစတာပါဆက်လက်ပြီးတော့လျှက်စစ်မီးကြောင့်မီးလောင်မှုဖြစ်ပွားတဲ့အခြေအနေကိုလူထုခံပြောကြားလိုတဲ့အချက်ရှိကြောင်းဦးမောင်အောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်2021ခုနှစ်2လအတွင်းချင်းပြည်နယ်တွင်အိမ်မီးလောင်မှု၄ကြိမ်ဖြစ်ပွားပြီးအခြေအနေတွေပေါ်လေ့လာတဲ့အခါလျှက်စစ်မီးကြောင့်ဖြစ်သောကြောင့်လူထုကိုသတိပေးလိုကြောင်းဟာခမြို့လျှက်စစ်ရုံးတာဝန်ရှိသူထံမှသိရှိရပါတယ်အိမ်မီးလောင်တာကလျှက်စစ်မီးကနေစတင်တာဖြစ်တဲ့အဲ့ဒါကိုသတိထားကြဖို့လိုအပ်ပါတယ်မီးလောင်မှုဖြစ်ပွားတာလျှက်စစ်မီးကနေစ
ရာဖြစ်ပါတယ်လျှက်စစ်မီအပူဆက်ကနေ10မိနစ်တစ်ကြိမ်ပိတ်ထားရမှာဖြစ်တယ်ခဏအကြာမှာပြန်ဖွင့်ရမှာပါအဓိကတော့လျှက်စစ်ပလက်ကောင်းကနေသတိထားကြဖို့လိုအပ်ပါတယ်လျှက်စစ်ပလက်ကောင်းကနေထမင်းချက်နေတော့မှအပြင်မထွက်သွားချဖို့လိုအပ်ပါတယ်အပြင်သွားမယ်ဆိုလို့ရှိရင်လည်းလျှက်စစ်ပလက်ကောင်းကိုဖြုတ်ထားပြီးမှသာသွားလာကြဖို့တိုက်တွန်းလိုပါတယ်လို့ဦးမောင်ဦးကဟာခထိုင်းသတင်းဌာနကိုပြောပြခဲ့ပါတယ်အိမ်မီးလောင်ခြင်းသည်လျှက်စစ်မီးမှတဆင့်လောင်ကျွမ်းခြင်းဖြစ်သောကြောင့်အိမ်အပြင်ထွက်တဲ့အချိန်တွင်အိမ်ရဝင်တဲ့အချိန်များတွင်လျှက်စစ်ပလက်ခေါင်းများကိုဖြုတ်ထားကြရန်သတိပေးလိုကြောင်းထပ်မံပြောပြခဲ့ပါတယ်စစ်တပ်ကအာဏာသိမ်းထားတော့လေဟာခမြို့ပေါ်တွင်စံစည်းတက်မှုမရှိတဲ့တည်င်းကိုတင်ဆက်ပေးသွားပါမယ်စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းသောကြောင့်စံစည်းတက်လာမိဟုယူဆထားတော့လေဟာခမြို့တွင်စံစည်းနှုန်းတက်လာခြင်းမရှိကြောင်းသိရှိရပါတယ်ဤကိစ္စနဲ့ပတ်သက်ပြီးအာနွန်ဆန်ရောင်းဝယ်ရေးပါရှင်ဒေါ်ခွန်ကျန်နွန်ကအာဏာသိမ်းမှုကြောင့်စံစည်းမြင့်တက်လာခြင်းမရှိပါဘူးကိုဗစ် -19 ကာလမှာလည်းစံစည်းမတက်ပါဘူးဖောက်တယ်မှာဈေးတက်ရင်ဒီမှာလည်းဈေးတက်မှာဖြစ်ပါတယ်ဒါပေမဲ့အခုတိုးလောင်ထားတဲ့ဟာတွေကိုတော့ဈေးမတက်ထားပါဘူးဒီမှာတိုးလောင်ထားတဲ့ဆန်ကအမျိုးအစား6ခုရှိပါတယ်ဆန်အမျိုးအစားအဖြစ်ပေါ်ဆန်ငွေတအိတ်မှာကျပ်ငွေ9000လုံးသွယ်ငွေကျပ်ငွေ6500ကာနံငွေကျပ်ငွေ9000 8000ရွှေတူးကိုကျပ်ငွေ3000မော်ဘီကိုကျပ်ငွေ3000နဲ့ဝက်စာကျပ်ငွေ3000နဲ့ရောင်းချပေးနေပါတယ်လို့ဟာခထိုင်းသတင်းဌာနကိုပြောပြခဲ့ပါတယ်နိုင်ငံရေးအပြောင်းလဲကြောင့်စံတန်ဖိုးတက်လာမယ်လို့ယူဆခဲ့ပေမဲ့ကျမတို့ဆိုင်မှာကတော့ဈေးတက်ခိုင်းတာတွေမရှိပါဘူးကိုဗစ် -19 ရောဂါကာလမှာဖြစ်စေ2015ခုနှစ်ချင်းပြည်နယ်မှာတဘာဝဘေးကံလမှာလည်းကျမတို့ဆိုင်မှာဈေးတက်တာတွေမရှိပါဘူးလုံးသွယ်မွေးကိုကျပ်ငွေ6000ကာနံမွေးကိုကျပ်ငွေ9300မော်ဘီနဲ့ပလဲကိုကျပ်ငွေ3000အေယာမင်းဆန်အိတ်ကိုကျပ်ငွေ4500နဲ့ဝက်စာကိုကျပ်ငွေ2000ပြည့်ရောင်းချနေကြောင်းဆန်အယောင်းဝယ်လုပ်ကိုင်သူဒေါ်မန်ယန်ကဟာခထိုင်းသတင်းဌာနကိုပြောပြခဲ့ပါတယ်အုပ်ချုပ်ရေးစနစ်အပြောင်းလဲဖြစ်နေသောကြောင့်ဟာခမြို့ပေါ်ရှိဆန်ရောင်းဝယ်သည့်ဆိုင်များတွင်ဆန်အယောင်းဝယ်ကောင်းနေကြောင်းလည်းသိရှိရပါတယ်ဟာခမြို့တွင်လူငယ်အသင်းကနေအိမ်မီးလောင်သည့်အင်ချေ12အိမ်အတွက်ကျပ်ငွေ105သိန်းကူညီထောက်ပံ့ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ဟာခမြို့လူငယ်အသင်းမှာ2020ခုနှစ်အတွင်းချင်းပြည်နယ်တွင်နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တဲ့12အိမ်အတွက်ကျပ်ငွေ105သိန်းကူညီထောက်ပံ့ခဲ့ကြောင်းသိရှိရပါတယ်ဟာခမြို့လူငယ်အဖွဲ့အနေဖြင့်2021ခုနှစ်ဇန်နဝါရီလအတွင်းချင်းပြည်နယ်တွင်12အိမ်မီးလောင်မှုဖြစ်ပွားခဲ့ပြီးအိမ်ထောင်စုများအားထောက်ပံ့ကူညီရန်ဟာခမြို့ရှိရက်ကွက်တိုင်းတွင်လူငယ်များ၏စီစဉ်မှုဖြင့်ရက်ကွက်တိုင်းရှိရက်မိရက်ဖနှင့်အလူရှင်များထံအလူငွေကောက်ခံပြီးကျပ်ငွေ109သိန်းရရှိကြောင်းသိရှိရပါတယ်။ချင်းပြည်နယ်မှာ2021ခုနှစ်အတွင်းဇန်နဝါရီလအတွင်းနေအိမ်မီးလောင်တာ12အိမ်ဖြစ်ပါတယ်။ဖလန်းမြို့မှာ6အိမ်ဟာခမှာ3အိမ်ထန်တလန်မှာ1အိမ်ဟာခမြို့နယ်တီနမ်ကျေးရွာမှာ1အိမ်ရှိပါတယ်။အဲ့ဒီနေအိမ်မီးလောင်မှုအတွက်အကူအညီကိုဟာခမြို့ရက်ကွက်တိုင်းရှိစေတနာရှင်တွေစီကနေအလူခဏကျပ်ငွေ109သိန်းရရှိထားပါတယ်။ဖလန်းမြို့မီးလောင်မှုအတွက်ကျပ်ငွေ45သိန်းဟာခမှာ30ထန်တလန်မှာ10သိန်းတီနမ်မှာ10သိန်းနဲ့မင်းတပ်မှာကျပ်ငွေ10သိန်းစီလူတန်းဖို့စီစဉ်နေပါတယ်။ကျန်တဲ့ငွေတွေကိုတော့လုပ်ငန်းဆောင်ရွက်နေတဲ့သူတွေအတွက်တွာလာရေးအတွက်ဖြစ်ပါတယ်လို့တာဝန်ရှိသူကဟာခထိုင်းသတင်းဌာနကိုပြောပြခဲ့ပါတယ်။2021ခုနှစ်အတွင်းချင်းပြည်နယ်၌နေအိမ်မီးလောင်မှု12အိမ်ရှိပြီးလူအသက်ဆုံးရှုံးမှု3ဦးရှိကြောင်းနဲ့ဖေဖော်ဝါရီလ2ရက်နေ့ဟာခမြို့တွင်နေအိမ်မီးလောင်မှုကြောင့်လူ6ဦးအသက်ဆုံးရှုံးကြောင်းသိရှိရပါတယ်။လက်ရှိမြန်မာနိုင်ငံအခြေအနေပေါ်ညှိနှိုင်းဖြေရှာရန် CNF တိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့လက်ရှိအစိုးရဖြစ်တဲ့ NLD ပါတီအစိုးရထံမှနိုင်ငံတော်အစိုးရ၏အချုပ်အခြာအာဏာကိုစစ်တပ်ကအရေးပေါ်ကြေညာတာအာဏာသိမ်းမှုဒီအပေါ်ချင်းအမျိုးသားတအုပ် CNF ကစစ်ဆက်ညှိနှိုင်းဖြေရှာရန်တိုက်တွန်းကြောင်းသိရှိရပါတယ်။စစ်တပ်အနေဖြင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအချုပ်အခြာအာဏာကိုအရေးပေါ်အခြေအနေကြေညာတာမြန်မာတပ်မတော်ကအာဏာသိမ်းယူခြင်းသည်လက်ရှိဖော်ဆောင်နေတာကယုံကြည်မှုတည်ဆောက်ရေးအမျိုးသားပြည်လဲရေးကြားစေရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုထိခိုက်ပျက်စီးနိုင်တဲ့အပြင်ဖက်ဒရယ်တည်ဆောက်ရေးဒီမိုကရေစီစံနှုန်းတို့နဲ့စန့်ကျင်နေတဲ့လှုပ်ဆောင်ချက်ဖြစ်သောကြောင့်ကန့်ကွက်ကြောင်းနဲ့
2021ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့ထုတ်ပြန်ချက်တွေဖော်ပြထားပါတယ်။ထိုထုတ်ပြန်ချက်တွေချင်းမျိုးသားတအူအနေဖြင့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအမျိုးသားတန်းတူရရှိရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြန်လည်ရရှိရေးအတွက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံပြည်သူပြည်သားများနဲ့တကွပူးပေါင်းဆောင်ရွက်မိဖြစ်ကြောင်းဖော်ပြထားပါတယ်။လက်ရှိကာလတွင် COVID-19 ရောဂါကိုနိုင်ငံတကာတွင်ရင်ဆိုင်နေကြရာပြည်သူများ၏ကျန်းမာရေးကိုအထူးဂရုစိုက်ကာကွယ်ရန်နှင့်စိုးရိမ်ကြောက်ကြမှုရောကြနိုင်သမျှရောကြအောင်သက်ဆိုင်ရာအစုအဖွဲ့အသီးသီးကနေမိမိတို့တက်ကြွသမျှအတူတကွလက်တွဲဆောင်ရွက်မိဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။သို့ဖြစ်ပါ၍နိုင်ငံတော်သမ္မတနိုင်ငံတော်အတိုင်ပင်ခံအပါအဝင်ဖမ်းဆီးသိမ်းဆည်းခံရတဲ့ပုဂ္ဂိုလ်များကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်နှင့်ပြည်ထောင်စုမြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကိုရှေ့ရှုလျက်လက်ရှိဖြစ်ပေါ်နေသောအခြေအနေကိုသက်ဆိုင်ရာအစုအဖွဲ့အနေဖြင့်ငြိမ်းချမ်းစွာဖြေရှင်းကြရန်အလေးနဲ့တိုက်တွန်းကြောင်းရင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ဒီကနေ့The Hakka Time မြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲရပ်နားတော့မှာဖြစ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာခြင်းလို့ကြပါစေရှင်။ကျွန်မ Cherry ပါ။